အားတွင်းလဲမြန်တယ်လိုက်ပူဖိုးပထရီကိုတုံထားပြီးတော့ပြူဝါဆိုင်ဝေးထွက်တယ်အာမခံကလည်းအလုံးစုံ9နှစ်ပေးထားတဲ့ဘလူလီတီရဲ့ AC 90ပြီဝက်အနေနဲ့ဆိုရင်တော့သူက900ဝက်ပေါ့ဝက်ဟဝါအနေနဲ့ဆိုရင်တော့904ဝက်ဟဝါရှိတယ်အမိုက်စားသကောစကဟိုဘယ်လိုခေါ်မလဲ power station လို့ပြောရင်ပုံမှန်တယ်ဗျဒီ site ကတော့လူတိုင်းရွေးချယ်တင်တဲ့ထဲမှာပါတယ်ဗျဘာဖြစ်လို့ဆိုတော့သူ့ရဲ့ web အနေနဲ့ဆိုရင်900 web hour အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က904 web hour ဆိုလာနဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်းသူ့ထဲမှာ web 200လောက်ထိကျွန်တော်တို့လက်ခံတဲ့ MPPT solar controller ပါတယ်ဗျအားသွင်းတာကလည်းတနားရီဝင်းကျင်လောက်တွင်းရင်ပြည့်ပြီသူ့ရဲ့အပုံစံအနေအထားကလည်းဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘေးဘက်မှာဆိုလို့ရှိရင် temperature ဒီအဝင်အထွက်ဒီ temperature တွေကိုကျွန်တော်တို့ဆွန့်ထုတ်ဖို့အတွက်ဒီပန်ကာစနစ်တွေကိုစနစ်တကျထည့်ပေးထားတယ်ဒီမှာဆိုရင် AC input မှာဆိုလို့ရှိရင်လည်းသူကအောက်မှာ fuse ပုံစံမျိုးပါတယ်ပြီးတော့လို့ရှိရင်သူကဒီမှာဆိုလို့ရှိရင် outdoor ပဲတုံးindoor ပဲတုံးကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် rubber အစုပ်ကလေးပေါ့ဒီ waterproof ပုံစံမျိုးသူထည့်ပေးထားတယ်ပြီးတော့လို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်pure sine ဝစ်ထွက်တဲ့ကျွန်တော်တို့ EU socket ဒီမှာဆိုရင် type C output တွေနဲ့ button တွေကလည်းရိုးရှင်းတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ solar နဲ့အားသွင်းမလားကျွန်တော်တို့ car secret writer နဲ့အားသွင်းမလားတွင်းလို့ရတယ် DC ကျွန်တော် secret writer output ကတော့တောင်းတိတ်မသုံးချဘူးပေါ့နော် software နဲ့ control လုပ်သူ့ရဲ့ဒီ Bluetooth ရဲ့ software နဲ့ control လုပ်ပြီးတော့လဲကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့က set ကိုဟိုဘယ်လိုခေါ်မလဲကိုယ့်ဘာနဲ့ကိုဘယ်လို mode တွေနဲ့အားသွင်းမလဲဘာလဲညာလဲဆိုတာမျိုးဟိုချိတ်ဆက်ပြီးတော့သုံးလို့ရတယ်နောက်တစ်ချက်ကတော့အပေါ်မှာကျွန်တော်တို့ကအားသွင်းတဲ့ကြိုမရှိဘူးဆိုရင်ကိုယ့်ရဲ့ဖုန်းက wallet support လုပ်တယ်ဆိုရင်ကျွန်တော် wallet ချကြအပေါ်မှာဖုန်းလေးတင်ပြီးတော့အားသွင်းလို့ရတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင် Bluetooth ကတော့ပြည့်စုံတယ်လို့ပြောလို့ရတယ်ဗျအဲ့ဒါဘာလဲလို့မြင်ရင်ဒီကသူ့ရဲ့ပေါက်ကလေးထဲမှာဆိုရင်ကျွန်တော်ဒီမှာဆိုရင်တောင်းနေရှိတယ်သူ့ရဲ့ကျွန်တော်တို့ဒီ AC အားသွင်းကြိုနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ car secret တွေဒါတော့ DC အနေနဲ့တွင်းမဲ့ကြိုနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ solar cable ပေါ့ပုံမှန်ကျွန်တော်တို့တချို့ brand တွေမှာဆိုရင်ဒီလို cable မျိုးဘေးတွေမှာပါလို့ရှိရင်ကျွန်တော်တို့ဝယ်ရတာမျိုးရှိတယ်သူ့မှာတော့ဘေးတွေပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ EU socket ကနေငါတို့ဘယ်လိုထုတ်တုံးမလဲဆိုပြီးတော့ဟိုစိတ်ထဲမှာဇနုံနောက်ဖြစ်မဲ့လူတွေအတွက်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် EU socket ကနေမှဒီပြောင်းတဲ့ခေါင်းလေးတစ်ခေါင်းပါတယ်ဗျကဲဒါဆိုလို့ရှိရင်တော့ Bluetooth ရဲ့အမကန်9နှစ်ပါပြီးတော့ viewer sign ဝေးလည်းထွက်တယ် live book ဘတ်ထရီတုံးထားတဲ့ AC 90B portable power station လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Tego 7 electronic hardware မှာကိုကြွားလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်